လေးတွေကိုအောက်ပါအကျင့်စိုး၃ခုကိုဖျောက်ပေးပါကလေးများဟာအောက်ပါအကျင့်စိုးကြီး၃ခုကိုဆွဲကပ်သွားပြီဆိုရင်ဘဝတစ်ခုလုံးထိခိုက်တတ်ပါတယ်မိဘများအနေနဲ့အလေးထားပြီးအမြန်ပြုပြင်ပေးစေလိုပါတယ်တစ်အချက်မိခိုလိုခြင်းအုံနောက်မတုံးလိုခြင်းပြဿနာနည်းနည်းလေးကအစမိဘကိုအကူအညီတောင်းခြင်းအချစ်လွန်တော့အနှစ်ထစ်တတ်ပါတယ်ကလေးများဟာအရွယ်ရောက်လာတဲ့အထိအဆအဆအရာရာလူကြီးကိုအားကိုးတကြီးဆက်ဖြစ်နေတာမျိုးဆိုလိုတာပါပြဿနာတေးသေးလေးကအစဖြေရှင်းဖို့မစင်စားဘူးအုံနောက်တုံးဖို့လေးပြင်းနေတတ်ပါတယ်လူကြီးများကိုအားကိုးလွန်တတ်တဲ့ကလေးဟာစိတ်သက်ပူမှုညံပြင်းတတ်ပါတယ်အကြံပေးချင်တာကတော့နေ့စဉ်ပြုလုပ်ရတဲ့ကိစ္စအချို့မှာမိဘများအနေနဲ့ကလေးတွေကိုများများလုပ်ပေးဖို့လိုပါတယ်ဥပမာကလေးကိုကိုသမင်းစားခိုင်းတာမျိုးပကံတိုင်းခိုင်းတာမျိုးပြီးရင်ကလေးကိုမေးခွန်းများများမေးပါကလေးကိုများများစဉ်းစားဖို့လေ့ကျင့်ပေးတဲ့သဘောပါကလေးဟာမိမိဘာသာမိမိပြဿနာကိုဖြေရှင်းတတ်အောင်အားပေးအားမြောက်ပြုပါတဖြည်းဖြည်းမိမိကိုမိမိယုံကြည်မှုတိုးပွားလာပါလိမ့်မယ်နှစ်အချက်လူချင်းသားမရရင်ချက်ချင်းဒေါသထွက်ခြင်းစိတ်ကောက်ခြင်းလူရိုက်တဲ့အထိဖြစ်လာခြင်းကလေးနဲ့မိသားစုမှာတအိမ်သားလုံးကကလေးကိုဖူးဖူးမုံဝိုင်းချစ်တတ်ကြပါတယ်ပိုးမွေးတယ်လို့မွေးလာတယ်ဆိုပါစို့တခေးပြေးနဲ့ကလေးဟာမိမိဒီဟာဒီမိသားစုတစ်ခုလုံးရဲ့ဘဝဖြစ်လာပါတော့တယ်လူချင်းနဲ့အရာဆိုရင်ချက်ချင်းရမှာပါဘာမဆိုကိုယ့်တဘောကိုတွေ့မဲ့ပုံစံမျိုးဖြစ်လာတတ်ပါတယ်နည်းနည်းလေးအလူမကြရင်အော်မယ်ငူမယ်ဒေါသထွက်မယ်လူရိုက်မဲ့အထိဖြစ်လာတော့တာပါပဲကလေးများအနေနဲ့အလိုလိုက်တင်မှလိုက်ပါကလေးများစောင့်ဆိုင်တတ်တဲ့အကျင့်ကိုမွေးပေးပါအခြားသူရဲ့ခံစားချက်ကိုလည်းကိုချင်းစာစဉ်းစားတတ်ပါစေကိုယ့်ရဲ့စိတ်လှုပ်ရှားမှုကိုထိမ့်သိမ့်တတ်အောင်လေ့ကျင့်ပေးပါတို့အချက်ဘာပဲလုပ်စိတ်ဝင်စားမှုနည်းရင်အစားမရှိအဆုံးမရှိဖြစ်တတ်ခြင်းအာယုံများလို့တဲ့ကလေးများကိုဆိုလိုတာပါအဲ့ဒီအာယုံများလို့တဲ့အကျင့်ကိုငငယ်တည်းလားဖျောက်ထားပြီးမှအဆင်ပြေမှာပါဘာပဲလုပ်ဘာပဲဆော့တေးသေးချာချာစကြိုင်ပြီးမြောက်သွားအောင်လုပ်ပါစီပြီးမှနောက်တစ်ခုကိုတွားခွင့်ပြုပါဥပမာပုံဆေးချဲ့တယ်ဆိုပါစို့ဆေးချဲ့တဲ့ပုံပြီးဆုံးသွားမှအယုတ်ပေးစော်ပါအယုတ်ကိုဆော့ပြီးမှ TV ကိုပေးကြည့်ပါတပြိုင်တည်းလုတ်ခွင့်မပေးပါနဲ့ဘာပဲလုပ်အာယုံစိုက်စီတဲ့သဘောပါမိဘများအနေနဲ့ဒီစာပေလေးမှအသုံးဝင်နိုင်ကြပါစေကျွန်တော်ကတော့စာပေဘ ഹു တုတလေးတွေမျှဝေပေးနေသူကြော်စာပေဖြစ်ပါတယ်